ဒီဆရာရဲ့ national ပွဲရှိရလေကျွန်တော်တို့24ရက်နေ့မှာ national final ပွဲကြီးပေါ့နော်အဲ့ပွဲကြီးအတွက်ပထမပွဲမှာကျွန်မပေါ့နော်မြို့ကိုစားပြီးကနှစ်ယောက်ပဲထုံနိုင်တဲ့အတွက်ပေါ့နော်အဲ့တော့ကြောင့်မလို့ဆရာကုမ္ပဏီမှာကျွန်မတို့တာဝန်တွေအများကြီးရှိရပေါ့နော်ကျွန်မအနည်းဆုံးအနှိမ့်ဆုံးကတော့9ယောက်လောက်ကထုတ်ကိုပေးမှရရလေအဲ့တော့ဆရာကိုလည်းကျွန်မကတာဝန်မကျေတဲ့ဖြစ်တဲ့ဒီပွဲလေးမှာတော့တာဝန်ကျေအောင်ဆရာကိုလုပ်ပေးမယ်ဆိုပြီးကျွန်မကနေမှကိုစားပြီးလာမယ်လို့ရွေးထုတ်တာဖြစ်ပါတယ်အရန်ပြောတယ်အရန်ပြောဆိုတာလေအရန်အားရတယ်ပြီးတော့လေကျွန်မဒီဝင်ကြိုင်တဲ့ထဲမှာလေအရန်စိတ်ဓာတ်ကောင်းတယ်စိတ်ဟိုလေစိတ်ဓာတ်ကောင်းတယ်ဆိုတာကတခြားကိုစိတ်ဓာတ်မကောင်းပြောတာမဟုတ်ဘူးစိတ်ဓာတ်လေးနဲ့ဖြူစင်တယ်ကျွန်မလိုလေးပဲအဲ့တော့ကြောင့်မို့ကျွန်မရဲ့ဒီပိုင်ဝင်ဝင်စိတ်နှလုံးသားလည်းတအားလာတယ်စိတ်ထားလည်းဖြူစင်တယ်ပြီးတော့ရိုးသားတယ်ကျွန်မပိုင်ဝင်ဝင်တွေကလေလုံးဝရိုးရှင်းတယ်လုံးဝအတစ်ဖြစ်တယ်ကျွန်မပိုင်ဝင်ဝင်တွေကျွန်မတွေတအားကုန်ယူတယ်ကျွန်မနဲ့လည်းစီဝါရေးလက်တွဲသွားဖို့ကျွန်မပိုင်ဝင်ဝင်လေးတွေကိုကျွန်မရဲ့ချီရတယ်ဒါကျွန်မတို့တဲ့အကြီးတွေမဲ့ကျွန်မတို့ဘယ်လိုပဲဖြစ်ဖြစ်လေကိုယ့်ရဲ့ညီမတွေလိုသွားတာဆိုတော့ဗာဖြစ်ဖြစ်ကျွန်တော်လက်တွဲခေါ်မယ်တက်နိုင်တော့ကျွန်မတို့ final ဝဲကြီး24ရက်ဟိုအကြီးကျယ်ကျွန်မတို့ဆရာချမ်းမြေနာဝါနေမှာစီယူကကျင်းပမှာဖြစ်ပါတယ်ပေါ့နော်ကျွန်မတို့ကုတ်ကိုကျောင်းမှာကျင်းပမှာအဲ့တော့ကျွန်တော်ဒီပွဲကြီးကိုကျွန်မတို့ရဲ့ဝန်သားလေးကိုဆွဲခေါ်တော့မှာဖြစ်ပါတယ်ဝင်းမြတ်ကျတော့မလိုကြကဆုံလာပြီးနေအင်္ဂလိပ်လိုကြရင်3ရက်နေဒါပေမဲ့6ရက်နေကျတော့ကျွန်မကဟိုဆရာကုမ္ပဏီရရမပေးတာကျွန်မကိုတကယ်လို့ချင်တာ3ရက်နေကုမ္ပဏီရရမပေးတော့6ရက်နေကိုကျွန်မကြိုလွတ်လိုက်တာအဲ့တော့ဒီမှာဘောတော့ပွဲနှစ်ခါသုံးခါဆိုရင်ဖိတ်တဲ့အဲ့ဒါအားနာကြတော့လေအဲ့တော့ခါလည်းပေါင်းလို့လိုက်တယ်တကယ်လို့ဘောတော့ကျွန်တော်တို့ဒီတိုင်မှာဝင်မှာလုပ်တဲ့ခါမှာအစားတောက်ရရရဆိုစင်ပြေဖြစ်တယ်လေအဲ့တချို့ဆိုရင်ဖိတ်စားတယ်စားမလာဘူးပေါ့နောက်လို့လေးရှိတယ်အဲ့ကျွန်မဒီပွဲလုပ်တော့တခါလေးလဲအကျွေးမွေးလေးလဲတခါလေးပြေးဆုံးလုပ်လိုက်တာအဲ့လိုပါ